Idivito Bhagava Arahanta Buddho Vesa Sarana Dambano Dugato Loka Vitu Anodaro Purita Dhamma Dharati Tatha Deva Manodana Buddho Bhagava Do Bhagava Dushivuno Takishino Myapayati Idibi mina sakaranina Tathaungaya Giledaru Vadana Daliato Wimya Mangwi Maye Win Paido Shwe Saipyanti Londa Shin Yue Mimin Bidu Jibu Goyo Aluro Man Budo Kangro Mudai Do Ye Jong Jong Li Arahara Udo Guno Jibshin Anchiwi Magom Jamabon Dayao Bialai Georgia Tinsharo Mubabidi Daga Do Bhagavadu Shribuno Dakinshino Myabayadi Idibi Mina Sakaranina Davinya Aswamagabshin Myadinkara Vikara Ni Lakana Pinya Nibandahu Ngaya Diya Nyarangu Paupya Mashi Gurura Indiro Mudato Ye Jong Jong Li Dhamma Dhambuddho Dhamma Dhambuddha Udo Guno Jibshin Anchi Magom Jamabon Dayam Bialai Georgia Tinsharo Mubabidi Daga Do Bhagava Dushivuno Takishino Myabayadi Idibi Mina Sakaranina Dhamma Shiva Namyuabhin Hoda Pinya Nyawezadi Nibbana Dhammayadu Sagayam Pshin Amandindi Ajin Sarana Sangawani Takwa Udum Jiduno Mudo Ye Jong Jong Li Vesa Sarana Dambano Vesa Sarana Dhammana Udo Guno Jibshin Anchiwi Magom Jamabon Dayam Bialai Georgia Tinsharo Mubabidi Daga Do Bhagavadu Shrivuno Takishino Myabayadi Idibi Mina Sakaranina Dibingara Tuchadani Chiroyim Mamangin Diri Bori Mandai Kanwa Bayao Sekai Barami Sombi Nilia Dongli Bawa Myada Dai Dukha Siwa Jindo Abshin My Mayu Mesa Huga Samu Dazi Maganive Dadita Mazim Mabiyashin Layata Vinyando Ya Jong Yo Yui Chuaro Mugedo Yi Jong Jong Li Dugado Dugara Udo Guno Jibshin Anchiwi Magom Jamabon Dayam Bialai Georgia Tinsharo Mubabidi Daga Do Bhagavadu Shrivuno Takishino Myabayadi Idibi Mina Sakaranina Arahu Loka Tumbon Alonsondo Ayom Tin Swa Pai Chaga Phin Kaung Swa Gong Sin Ti Min Lo Mu Tho Ye Jong Jong Li Loka Vidu Do Gong No Ji Phin Anchiwi Magom Jamabon Dayam Bialai Georgia Tinsharo Mubabidi Daga Do Bhagavadu Shrivuno Takishino Myabayadi Idibi Mina Sakaranina Soma Tiyang Tadawa Mando Chaudalin Chau Myau Dan Myau Yue Ao Thagong Sin Sin Song Bo Pong Pong Tin Pi Asin Pi Laya
ရင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤကြောင့်ကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငယ်သားနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိစရမရဏဟုကန္နာရာကျံခရီးလမ်းမှာရွှေနမ်းမြည်ငူပြည်နေဘူးသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူခဲ့တဲ့တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်အကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စေရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တန်ဘုံအတိုင်းညာမနိုင်အားဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသဏ္ဍာန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာဂမဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပိညာဉ်ကိုဝိဇ္ဇလောကတက္ကနာခြင်းပိုင်ဝိဇ္ဇနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်ပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှင်းဖို့အပြာဤသောအဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေပြန်လံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြာလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်ပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစောခြင်းဟုသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစာ၍မကျွင်ပင်လုံးဝင်သည်ဗမ္မေအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မစွမ်းမတော်ပြည်စီရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်
ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အံ့ချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤဂုဏေလောကံမိကိတ္တိပြာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဤဂုဏေလောကံမိကိတ္တိပြာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဤဂုဏေဤယရဟတာသလာတိကိုပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတ္တိဗျာပိတံသိသိတုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအာတုလံသီလခေါင်းနေသမာဓိနှင့်ជីဝိတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဘူးသုံးလူသိจิตမရထုထားရှင်တော်မြတ်ဗျာကိုဒီလောဧဇလီနှုတ်တန်ချီ၍ကျွင်ကြီးမနောသုံးပါသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုံတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာသောခါတောဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩဘနေဟိကောပိစတံဝေရိတဘောဝိညုဟိသောဘဂဝါတို့ကျွေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဓမ္မောမေဖို့နိဗ္ဗာန်ဓမ္မခံဟုစေရန်သောတရားတော်မြတ်ကိုသောခါတော်ဉာဏယုံပင်အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးခါလဲလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နှင့်စခန်းသိအောင်မှန်လင်းရည်ရောကောင်းစွာဟောတော်မူအပ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်တန်ဒိဋ္ဌိကိုဟောပြသလောက်ခြင်းတိုင်းပေါင်း၍မရောက်ဖို့ဒီပညာရှိသည်များအရိယာသူတော်စွာတို့သူရကပြောယုံကြည်သောကြောင့်သဘောချင်းတတ်မစီကပ်ပဲတတ်အထင်ထင်ကိုယ်တိုင်လည်းသိမြင်ထိုက်ပါပေ၏ဓမ္မောသောတာပတိသတိစင်တယ်လေးချက်အပြမတရားသည်အဂါလီကို9ရက်9ရက်စသည်တဲ၍ငန်းလျက်ရှိဝေအကျိုးပေးရာအခါမငဲ့အရှားမဲ့ဖို့အကျိုးကိုလည်းပေးတော်မူတတ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်သောတရားတော်မြတ်သည်ဧဟိပတိကိုဝေဟာတထွန်ယုကံစွန့်၌လာဝွန်အလာပရမယတဘွယ်စင်ကြယ်ထင်ရှားရှိသည်များကြောင့်အာရရွှင်လန်းလိုက်ခဲ့စမ်းပါရှုစမ်းပါဟုတန်တာချိုးမြဖိတ်ခေါ်ပြဖို့မောက္ခဧကံအမှန်သင်လျောထိုက်တံပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်ဩဘနေဤကိုမိမိစိတ်တွင်တစ်ချိန်ထင်ကလေးခွင်အဘဲဝမိကွယ်သည်ဖြင့်ကိုယ်ဝဲဝနောင်စံဥချောင်းကိုမိလောင်တော်ညာမငိမ့်အဘဲတရားမျက်ရှင်စိတ်ဆွဲထင်အောင်ခြင်းဆောင်ခြင်းငါထိုက်တော်မူပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်ကိုဝိညုဟိပုရုဇဉ်နှင့်မတန်သင်စွာ
လေးသစ္စာကိုကောင်းစွာမြင်သည့်ပညာရှိအပေါင်းအရိယသူတော်ကောင်းတို့သည်ပိစရံဝေရိတာဘောကိုစီကိုငှလူတိုင်းရ၍နိဗ္ဗာနတသမဘဖြင့်မပြတ်သည့်ပိုင်ခံစားနိုင်ပါပေ၏သောပရိပန္နောဘဂဝါတောသာဝကသံဃောဥဇောပရိပန္နောဘဂဝါတောသာဝကသံဃောညာယပရိပန္နောဘဂဝါတောသာဝကသံဃောသာမိစီပရိပန္နောဘဂဝါတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧသာဘဂဝါတောသာဝကသံဃောအာဟုနေယောပါဟုနေယောထေခိနေယောအင်ဇလိကရဏီယောအနုတ္တရံပုံညာခိတံလောကတာဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်သောပရိပန္နောတရားသဖြင့်ဆုံးမသင်ရာသာသနာဝေလျောစွာထုံးပြဆုံးအမကိုလုံးဝလိုက်နာကောင်းမွန်စွာလဲကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်ဥဇောပဋိပန္နောစင်လေသမှုမာယာစုဖြင့်ဖူးဖူးထေထေမကောင်းကြည့်ပဲစင်စစ်နိဗ္ဗာန်လမ်းပြောင်းမှန်အောင်လျော်ကံရှင်းမြော်ကျင့်ကြံတော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်ညာယပဋိပန္နောကိုယ်ဝယ်ဝတ်နှောင်းဆံဟုရှောင်းကိုမိလောင်တော်ညမငြိမ်အားပဲကြီးမာလောင်မိဒုက္ခကြီးသောအပိဧကံငြိယာမှန်သည်နိဗ္ဗာန်လို့ငါကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်သာမိစီပရိပန္နောယောသေးတမှုလူတို့ပြုသည်သာမိစီကံလျောထိုက်တံအောင်ကျင့်ကြံတော်မူတတ်ပါပေ၏သတ္တာရိမဘုနှစ်ပါးအစုံအဖြင့်၄ပါးကုန်သောယတိတံပုရိသယုဂာနိအကျင့်ယောက်ျားအစုံတို့သည်အထအတိယရှားခွဲဝေသောအပြင်၈ပါးကုန်သောပုရိသပုဂ္ဂလာပုရိသပုဂ္ဂလခေါ်ကြထို့ထို့မြင့်မြတ်သောပုဂ္ဂိုလ်တို့ပါပေတည်းဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤအရိယသူတော်ကောင်းသည်အာဟုနေယောတုံပြန်ကြည်လေအကျိုးပေးသဖြင့်အဝေးမှယူဆောင်၍မူလဲကြည်ပြူလေးမြတ်ပူဇော်အပ်သည်လတ္တပကအဖျားဖျားကိုကောင်းစွာသိမ့်ပိုက်ခံယူခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်ပါဟုနေယောဝေရမျိုးနွယ်များတဲ့ဖို့ရည်ရွယ်မှန်းထားပစ္စည်းများကိုဖရာတဆူပွင့်တော်မူမှပေါ်လာကြသည်ကဗ္ဗဧကောင်းသူတော်ပေါင်းမူအကြောင်းထိုက်စွာပေလူခြင်းကလည်းထိုက်တော်မူပါပေ၏
ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသောကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်တခိနေယောဓမ္မလွန်စကံကြည်ပွားလံဖို့မျောမှန်းရည်ရွယ်ပေးလူဖွယ်ကိုရည်ရွယ်သမျှအကျိုးရသဖြင့်တဇမရှံအလူခံခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်အင်ဇလီကရဏီယောတလောကလုံးကိုင်းညွယုံလျက်ရွှင်ပြုံးကြည်ညိုယူသည်မြတ်တို့လက်အုံမိုး၍ချီကိုခြင်းကိုလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်ပုံညခေတံကုသိုလ်ကောင်းမှုမျိုးစေစုဤကြည်တုမြင်မှဆွင်စင်ကလည်းဖွန်တာဖွယ်ရလဲအမြေကောင်းအတူဖြစ်တော်မူပါပေ၏ဧဝံနဝဟိကုနေဟိလောကံမိဝိတုတံကတံသာသနံစီရာဓာတာရံဝန္ဒာမိတိဟိသာတရံဧဝံနဝဟိကုနေဟိဤသုပတိပန္နတာအစလာတိကိုးဖြာသောဂုဏ်တော်အပေါင်းတို့ဖြင့်လောကံမိဘဝက်ဆုံးအောင်ဘုံသုံးဆောင်၌ဝိတုတံဒိဋ္ဌိတို့ပေါင်းလွန်များမြောင်သည်ဟန်ဆောင်တန်ခါအပြားပြားတဲ့အရာရာဖြင့်ဂုံဤတင့်၍ကြီးမြင်ထင်ရှားပေထသောသာသနံကဗ္ဗကဗ္ဗလွန်လေပါလဲတခါတဖန်ကြုံရန်ခေကအမြတ်ယရဏဤသာသနာတော်မြတ်ကြီးကိုစိရဒာတရံဖရာလက်ထက်ဆက်ဆက်မှမပြေရအောင်ပို့ရှာတင်ယူဆောင်ရွက်တော်မူလာပေထသောကဏံအတွင်စိတ်ဓာတ်မြင့်မြတ်ကြည်လင်သူတော်စင်ကောင်းအရိယသံဃာတော်အပေါင်းကိုဒီဟိလောအင်ဇလီနှုတ်တန်ရှိ၍ရွှင်ကြည်မနောသုံးပါးသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိခုံတော်ထုံမွန်းဘုံတော်မှန်လျက်ရှိမွန်းထောမနာပနာညိုကြိုးလက်ဆိုမို့၍ရှိခိုးကြောလိုက်ပါ၏ရှင်ဖျား